အခုကနေ့ကကြရင်တမောတီတုတ်စားဖို့ချစ်နေရပါချစ်တဲ့ဘလောက်ကိုချစ်နေရပါမနိုင်ပြောရင်တမောတီကဒါကဆက်ပြီးတော့ချစ်လို့ရတယ်မသားမကန်ရဲလို့ရှာမရမ်းကြောက်တာရှာမရမ်းပြီးတော့ခုနကမနေ့ကကြည့်ပြတဲလေးတွေတလုံးကတော့မှိတ်နေဆိုအရသာစိမ့်ချိုလေးဖြစ်နေတယ်ဟိုစိမ့်တော့ထားလို့ပိုကောင်းနေပြီနော်ဒါတလုံးခွဲလိုက်တော့တလုံးကတော့မှိတ်နေတော့တော်တော်ကောင်းနေရတာစားရရှယ်အစီလေးရည်လေးလေးအခုကတော့တရားပြီးထားပြီးပါပြီဆိုနေ့လေးလေးကိုညမမရအောင်ချောင်းချက်နေနေအောင်ချောင်းပြမယ်ဒီနေ့တနေ့တာကိုကျွန်တော်စားဖို့တောင်းတော့ရုပ်ကန်လာတယ်တမောတီချစ်တာညလို့ထိုင်းမချစ်နိုင်အားယူပါတယ်မာလို့တော့ချစ်ရတယ်ဒီလောက်ဆိုရင်တော့ကျွန်မချက်နေဒီမှာဆက်ချက်လိုက်မယ်အဲ့လိုမချက်နိုင်တော့မကျုံလက်အောင်လေးတလုံးပြီးပါတလုံးတစ်ချက်ပေါ့စားတော့လည်းလေးနော်တခါစားဖို့ပြင်ရစီရတော့တော်တော်ခက်ခဲပါတယ်ကျွန်မတို့လက်နေပေးနေပါငါအောင်ချောက်ကြပြီလားဟာတော့နားတော့ဖက်တော့ပြီးပါပြီဟိုဒီလေးချက်ပြီးဆိုတော့ကျွန်မတို့တော့ကြည့်နေတယ်ငါကအုံချက်မလားဟဲ့ဒီလောက်ဆိုရမယ်ထင်တော့တေရှုံတိတ်ခါတော့ဒီလိုဆက်ပါမယ်ဘာလာကြည့်လားငါကျတော့အချိန်ထားစားမယ်ဆိုတော့ပြီးမှကြည့်ကွာတက်နေတယ်မကိုကြီးတော့အေးအဲ့လိုလည်းငါလည်းတော့ရမယ်ငါလည်းလည်းတော့ရရတယ်အဲ့လိုချက်နေပါရောအဲ့ငါသိနေတဲ့တော့လားတော်တော်ပါလေတော့ချက်လာဟုတ်တယ်မရတော့ဘာမှမမကြည့်အမမချက်နေတော့မချက်ဘူးမချက်လားမချက်လိုက်တော့အမချက်လားဒီတယောက်ချက်ချင်တယ်အဲ့တော့တက်ကိုမချက်နေလေမချက်ဘူးကိုမချက်ပါမယ်ချက်နေချက်တယ်ချက်တယ်ချက်တာချက်ထားတော့ငါလည်းချက်ဟဲ့အဲ့လိုမချင်ရုံတက်ပါလေဒီစီတိုင်းငါရတယ်ဘယ်လက်ကလည်းနေတာတာရေးကိုမြတ်သားကလည်းညာပဲအဲ့ဒီစီတိုင်းလည်းအဲ့ဘယ်နဲ့လဲမရတိုင်းဟုတ်ပါမယ်ဘယ်ညာတယ်ပေါ့ဘယ်ညာတယ်ပေါ့ဒီမှာမြတ်ချက်လားဆရာကြီးတော့တာအဲ့ညကဲဘုကတော့ရအောင်ရှောက်ဆိုတော့ဒါမှသားလေနောင်းကားသေးလားကဲဒါတော့အစားနေနေရမှာအဲ့တော့တမောကြီးစားနေနေပါပြီပြင်ကြီးစေးပါလို့မရှိဒါတော့နေပြီးတော့ပါမယ်ဒါတက်ခဲနဲ့ကြိုးစားနေချာတဲ့တမောကြီးကလည်းနေသေးနေပြပါလေအစားနေရအောင်မလေးshumိုက်တယ်ပါလေဒါလေးကတော့ငပိဖုတ်ပြီးသွားပါပြီတင်းတင်းဒါတော့ခုငပိဖုတ်တာရုပ်ခင်းလေးနဲ့ပင်မလေးသုံးလေးပါယူကိုယ်ကငပိလေးကိုတော့ပါပြီအခုကဘာပြတ်မှလဲဆိုတော့တမောတီတုတ်တာဆိုတော့တံမြာသီးလိုတယ်နော်တံမြာသီးလိုတယ်ဆိုတော့ဟောဒီမှာကိုယ့်အိမ်ကအပင်မှာပဲတလုံးကြွေကြနေတွေ့ရပြမယ်အဲ့ဒါလေးလိုက်ပြပါတန်တန်ဒီမှာပါတလုံးကြွေကြနေတယ်တွေ့လားကဲအဲ့ဒါလေးကိုယူမယ်မကြုံအလုံးကြီးနဲ့ချောရတာအဲလေးကုန်ကြည့်အောင်ရှယ်ပဲတန်တန်ကဲတော့တံမြာသီးလေးညှစ်ပါမယ်နော်အမောင်လေးမှမြင်ရလို့ပါဒီပါလှော်ပြီးပါပြီဒီနေ့တမောတီတုတ်ပြီးမှာတော့ဒီကိုကြီးပဲဖြစ်ပါတယ်မျက်နှာလေးအရင်ထားနေပါတယ်ကဲဒီဟာကတော့ငါစားနေထားတဲ့ဟာကိုကျမတို့ရေးစင်းနေပါပြီရှင်တံမြာသီးကတလုံးနဲ့မလောက်ဘူးတဲ့ဆိုတာနဲ့ဟိုနောက်ထပ်တလုံးလာခုတာတလုံးခုတာမသိဘူးမဆရာအောင်တလုံးခုပါမယ်တလုံးခုဟုတ်ပါဘာဘာဘာတိအတိဟုတ်တယ်ဒီတိကိုခုခါတာပါညကိုကြီးအငယ်သူဖူးမလို့သူ့အောင်ဖူးမယ်တဲ့ကျုပ်ဒါတလုံးခုပြင်မယ်ကဲဒီမှာဒီတိဒီတိကိုခုတိဒီတိလေးခုလိုက်ရပါမလဲဒီတိကိုခုရမလားဒီတိလေးခုရခုရတော့လုံးမရှိရတယ်ဘာခုလာအပင်ကျိုးလာပြီပါတော့โอเคဒါတော့စက်တုံကြီးနေပါပြီအမိုးကြီးတော့တစ်ခါတော့တာလူအောင်သိချောင်းအရင်လူကုန်ကုန်ပါလေ60ရောက်ကုန်လို့ဒါတော့ငရုတ်တိထောင်းနေပါပြီရောက်ပြီနဲ့ဒါတို့ကဟေးတော်တော်ကောင်းတာပဲအိုးအခုပပလေးရနော်ကဲပဲနောက်တော့ထပ်ပြီโอ้ဟာလာစီအောင်ပါတော့မရကိုဒါတော့တန်ညာသေးဖြစ်ပါတယ်ဒါတော့ငပိထည့်ပါပြီဒါဒီဒါတန်ညာကြီး organic ချန်ထွက်တန်ညာကြီးပါဒါကတော့အချို့မကလေးထည့်ကြအောင်စားပါပေါ့နော်ကလေးကတိတ်ပြီးချုံမစားဘူးမထည့်ဘူးမထည့်တယ်လို့ထည့်တယ်လို့ထည့်ကြအောင်စားလိုက်ကဒီကငရုတ်တိလေးပါဒါကိုကြီးတော့မှာထည့်လို့မထည့်တယ်လို့သူလေဒါတော့စက်တုံကြီးပေါက်တော့လာပဲစက်တုံကြီးဒီတော့တော့ဒီလေးမှနေရတယ်ဒါတော့ငပိပြန်ပြရေးမတိအတာလေးပါနေပြီဒီချိန်မှာဒီလိုအနေနဲ့ဒီမှာထွက်လာရတယ်ဒီကြနေရှင်းကဲပြီးတော့ဒီမှာ channel လေးပေါ်နေလို့ဘာလဲတက်ဖို့ကတဘာဝတက်လို့ဟင်းကမလေးကိုထည့်ပြီးတော့ဒီလိုလေးနေပါမယ်အခုတော့မားတက်လို့ဟင်းကမလေးကိုထည့်လိုက်ပါပြီထည့်ကြအောင်ဆောင်လိုက်ပါမယ်ကဲဆက်နေမယ်ဟိုဒီပါရန်ပါဖတ်ဖြစ်နေပါပြီအော်သူဖြစ်ပါတယ်ကဲအဲ့ဒီလိုအဲ့တော့မားဟင်းကမလေးထည့်ပြည့်ကဲထည့်ပါမယ်ဆက်လို့ဆက်လို့ဆိုရင်သူကသူ့နဲ့ပြရတာရှိတယ်ကွာဘောကြတယ်လူကြီးတွေတောင်းဆောင်ရတာဒီလာရပြီတီးင်းဟုတ်ကဲ့ပြီဒီဘလို့ဤတက်ရှင်းမှုဒါလေးကတော့မရှိရေတလုံးဒါလေးကကျေတော့စားလားမင်းတီရမ်းပါမယ်ပဲဒီgood ဒါတော့ခုနကိုကြီးတုတ်ပြီးတဲ့တမောတီတုတ်ကြောက်ပါပါခုတော့ဥပြရအရင်စားကြည့်တော့မီးဖန်ကြည့်မယ်ကောနော်ပေါ့လားငန်းလားဆရာတော့
ဒီနေ့ထိချသွားရ ဒါဆိုလည်းမလေး တော်တော်မောင်လေးသိတော့ရဘာမှမလုပ် ဟုတ်ကဲ့ အဲ့လိုသားဖို့ကြရင်တော့သင်ပြီးတယ်ကိုပေါ့မလုပ်ခိုင်းတော့ရတာမီးတော့ဟုတ်ပါကဲအဲ့မှာကိုကြီးတို့ခိုင်းနေတယ်လာဟဲ့ဒါလေးကတော့ကိုငဲ့အတွက် ဒီလိုမျိုး ဟုတ်ပြီခဏပါဒီစလုံးကြီးကကျွန်တော်တို့